จับกล้องดิมาจับกล้องดินี่ไงไม่เอาไปแล้วนะကဲကျွန်တော်ပါဒီနေ့စားပြမယ်ထမင်းကတော့ဒီမှာပါဆိုတော့ပါဒီကဆယ်လာမောင်ငါ့ကိုလောက်ထားတယ်ဆယ်လာမောင်ငါ့ကိုပဲငန်းပြာကြီးအချွန်နဲ့စိန်ထားတာဖြစ်ပါတယ်ဝယ်ထားတာတမီးရဲ့နိုင်ပြပေါ့နော်အဲ့ဒါကိုအခုမှစားမှဖြစ်ပါတယ်ပြောမယ်ဆိုတော့ဒီစားကြတာတော့အကြိုက်ဆုံးပါပဲအဲ့ဒါကိုဘယ်လိုစားလဲဆိုတော့ဒီမှာသူတို့ဆိုင်ရပေးလိုက်တဲ့ seafood အချင်းကြီးရှိပါတယ်seafood အချင်းကြီးတကတော့ကိုလာနဲ့တောင်းမှာဖြစ်ပါတယ်ကိုလာကစပွန်ဆာမပေးဘူးဆိုတော့သူ့အနေနဲ့ဖတ်ရမယ်မသိဘူးလည်းဒါငရုတ်ကြီးရဲ့စက်သွင်းကြီးရဲ့ဖြစ်ပါတယ်ဒါလည်းဒီတော့ကိုရီးယားစားဆိုတော့ဒီရင်းနဲ့စားမှာဖြစ်ပါတယ်နောက်ထပ်အဓိကကတော့ကင်ချီဖြစ်ပါတယ်။ဒါကတော့ဒီကဲမှာကိုရီးယားအစားအစာစစ်ပေါ့နော်။ကင်ချီရဲ့ဆလမ်းမုံငါးရဲ့ပြီးတော့ဒီလိုပူလောင်နေတဲ့အချိန်မှာလေတဲ့ခုတ်ဖောက်တာခါမိုက်အဲ့ဒါကိုဒီစားမှာကတော့ဒီမှာကျအုပ်ဟပ်ပွိုင်မှာကျအုပ်ဟပ်ပွိုင်တော့သူတို့ကိုရီးယားလိုလေသုံးလေးလုံးမစားပြနိုင်ဘူးနော်တစ်လုံးစင်းတော့မနေညာနေပြီဒါကတော့ရင်းနှီးဖြစ်ပါတယ်နော်ရင်းနှီးဒီမှာအင်းလက်တော့ဖို့အစင်တိတ်ဟာလည်းရှိသွားပါပြီအဲ့ဒါပထမဆုံးစားမှာကတော့ဆလာမွန်နဲ့ထမင်းနဲ့ဖြစ်ပါတယ်သူကိုင်းတာလဲကျွမ်းနေဆိုတော့သူကိုင်းတာတော်ကျွမ်းနေဆိုတော့သူဆလာမုံငါလေးလေးအဲ့ဒါဆိုတော့စက်တော့
ကန်တဲ့အရန်တော်လို့ဒီတက်တက်တော့မစားရတော့တကယ်ဇွန်းနဲ့ပဲစားလိုက်ပါတော့မယ်ဒီမှာပါစားကြပါအောင်ဒါတကယ်ကိုရီးယားစစ်စစ်ပဲနော်ရရမရရမက